ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေမပြောဆိုပြီးနေမလို့ပေါ့နော်ဒါပေမဲ့မပြောလို့လည်းမရအောင်နောက်လူတွေသိအောင်လို့ပြောပြရမယ်နောက်မကြခင်မြန်မာကနေဗီဒီယိုရောက်လာမယ်ဆက်ချုံနဲ့လာတဲ့လူပဲဖြစ်ဖြစ်ဒီဘူပွားနဲ့လာတဲ့လူပဲဘာပီဇာနဲ့ပဲလာတဲ့လူပဲဖြစ်ဖြစ်ပေါ့နော်နောက်မိန်းကလေးတွေမကြုံအောင်ပြောပြမှာဒါအခုမနေ့ကဖြစ်တဲ့နော်မနေ့ကမှဖြစ်တဲ့ကိစ္စကောင်မလေးက training visa နဲ့လာတယ်လာပြီးတော့နေဘက်မှာလှုပ်တယ်ပေါ့နော်လှုပ်ပြီးတော့မှ line မော်ကနေပြီးတော့မှမြန်မာအချင်းချင်းပဲ line မော်ကနေအဲ့ဒီလူနဲ့ကြိုက်လိုက်တယ်ကြိုက်ပြီးတော့အဲ့ဒီတော့ဗာပြလဲဆိုလို့ရှိရင်ငါတို့ဆိုလို့ရှိရင်ခါစုတို့ဗီဇာနဲ့နေနေတာဗာနေနေရှိနေပြီတလောက်140 150ရတယ်နေအဲ့ဒီမှာဗာလုံမှာလဲနေဘက်မှာလာစားလေးတပည့်ချက်ပြန်နေဗာလုံမှာထမင်းသားကျွန်းကမလုံနဲ့ဗာဖြစ်နေရပြီကောင်မလေးကိုသွေးထိုးပြီးတော့ကောင်မလေးရဲ့ training visa ကိုနှစ်မပြည့်ပင်နဲ့ထွက်ပြေးသွားပြီအခုတိုကျိုလိုက်သွားတယ်ကွာအဲ့ဒီလူအိမ်မှာနေပြီးတော့မှဂျားတွေကပွဲစားနဲ့ visa လျှောက်တဲ့ခါဗာဖြစ်လာလဲဆိုတော့အတန်တန်ပြောတယ်နော်ကိုတွေကလူတွေရောကိုနဲ့တီးတဲ့လူတွေလက်လန်းမိသလားကိုကပြောပြရတယ်သိလားကိုရဲ့အတီးတွေထဲမှာဒီလိုမျိုးဒီနည်းနည်းကွာနည်းနည်းအရေးပါအရာရောက်ပြီးတော့မှဒီဂျပန်မှာကိုညင်မှုတွေလုပ်ပေးနေတဲ့ဒီဒုက္ခရောက်နေတဲ့မြန်မာချင်းချင်းကိုညင်ပေးနေတဲ့ဦးလေးတွေအန်ဒီနဲ့တီးလို့ကိုကအဲ့ဒါကြီးကြားလို့ပြောပြရသိလားအဲ့ဒါကိုနားမထောင်တော့အဲ့ဒီအခုကတော့ဒီကောင်မလေးကိုတော့ကိုကမသိဘူးဆိုပေမဲ့အဲ့ဒီဦးပြောထားတာပေါ့နော်ဘာဖြစ်လဲဆိုတော့အဲ့ကောင်မလေးကတိုဂျိုထိလိုက်သွားထွက်ပြေးပြီးတော့လိုက်သွားပြီးတော့မှ तू ကတော့ခါဆူရိုဗီဇာရှောက်လို့ရှိရင်အရင်က6လရမယ်28နာရီရမယ်ဆိုရင်ထင်ပြီး तू ကတော့နေပြီးအဲ့ဒီသူ့ရေးစားလို့ပြောတဲ့လူနဲ့အဲ့ဒီအိမ်မှာ living together နေတယ်တဲ့မမချောကဘာဖြစ်လဲဆိုတော့အခုကောင်မလေးကနှစ်မပြည့်ပဲထွက်ပြေးလာတဲ့ခါဆူရိုဗီဇာမရအောင်အဲ့ဒါနဲ့ तू ဒုက္ခတွေရှောက်လိုက်ရောဒုက္ခတွေရှောက်လိုက်တော့ရက်ွက်ရုံက तू 2လပဲပေးတယ်အဲ့2လအောင်မှအဲ့2လပြည့်သွားရင်လည်းနောက်တဲ့6လမဟုတ်ဘဲနဲ့2လဗီဇာပဲပေးတယ်အဲ့2လဗီဇာရတဲ့ဟာကအလုပ်လုပ်ခွင့်မရှိဘူးအဲ့လိုလုပ်ခွင့်မရှိတဲ့အခါကျတော့ဟိုငနေရတာဒီကောင်မလေးကအလုပ်လုပ်ခွင့်မရှိတော့ဆို तू တင်ကျွေးရတော့မှလေ तू တင်ကျွေးရမယ်ခြေလန်းနေမြင်လဲမြင်ကောင်မလေးကိုပြဿနာရှာပြီးအိမ်မောကမောင်းချရတယ်ဘလောက်တောင်မရိုင်းလိုက်တယ်လဲဆိုကိုတကယ်တာချစ်တယ်ဆိုလို့ရှိရင်ဒါပေမဲ့အဲ့ကောင်ကအစတွေကစားပိန်လို့ကြားပါတယ်စားပိန်ကြီးတဲ့အဲ့လိုမျိုးအလွယ်ဟိုလွယ်ကူပေါ့နော်ကြားချောင်းပြီးတော့မဖြစ်သလောက်ပတ်စံနေဘက်မှာနေတဲ့ကောင်မလေးတွေရောက်တာမကြသေးတဲ့ကောင်မလေးတွေကိုလိုက်ကြိုက်ပြီးလိုက်ဟိုဖြစ်ပြီးလို့ရှိရင်ဟိုဟာလေးဝယ်ပေးဒါလေးဝယ်ပေးပြီးတော့မှလိုချင်တာလေးဝယ်ပေးမဖြစ်သလောက်လေးလိုက်လုပ်ပေးပြီးတော့မှအဲ့လိုအလကားအချောင်နှိုက်ချင်တဲ့လူသားမျိုးပေါ့ဟဲ့တိလားနှမချင်းမဆာမနာကိုကြောင့်နဲ့သူများသားသမီးဒုက္ခရောက်ပါပြီဂျပန်ရောက်နေရကွာမြန်မာချင်းချင်းနိုင်ငံမြန်မာနိုင်ငံကလွယ်ပြီးတခြားပြည်ပနိုင်ငံကိုရောက်နေရဆိုလို့ရှိရင်ဒုက္ခရောက်ရင်တော့မှအ ਨੇ ဆုံးဝိုင်းဝန်းကူညီပေးရမှာလေအခုကသူ့အနေနဲ့သူ့ဘဝလေးနဲ့သူตายရနေတာအတင်းခေါ်ထုတ်ပြီးအခုသူကဗီဇာမရတော့ပါဘူးလဲဆိုတော့အခုအိမ်မောကမောင်းချတယ်ဘလောက်ခွေးစိတ်ဆန်လဲဆိုတော့အဲ့ဟာကိုကြာကြီးဒေါသရဲ့အရန်ထွက်တာပဲဟိုကောင်မလေးကိုလည်းပြောချင်တာကဂျပန်ရောက်တဲ့လူတိုင်းကိုယုံလို့မရဘူးသူ့ဘာသာသူအဲ့ဒီလူကဂျပန်မှာ9နှစ်မကလို့10နှစ်ပဲဖြစ်ဖြစ်ရောက်နေပါစေဦးနော်တချို့လူတွေကအသိပညာဘဝတုဒမရှိဘူးသိလားအခုလက်ရှိမှာဝင်းကြီးအစ်စ်ပြောင်းသွားလို့မူတွေလည်းပြောင်းသွားပြီဥပဒေမူချမ်းတွေလည်းပြောင်းသွားပြီအခွန်ထုတ်ရတော့ပြဿနာရှိလာနိုင်ပြီလို့ပြောနေတဲ့ကြားတဲ့ကဒီသတင်းတွေလည်းနားမထောင်ဘူးလားမသိအခုတော့2လဗီဇာဘာမှလုပ်လို့မရဒီလိုမျိုးကွာရိုင်းပြောရရင်လေအဲ့လိုမျိုးအချောင်နှိုက်ခံရမဲ့တူတူလေးမြန်မာချင်းမကြိုက်နဲ့ဂျပန်နဲ့ကြိုက်လိုက်အ ਨੇ ဆုံးတော့လေမိခိုဗီဇာရတယ်သိလားတချို့တကယ်ကိုတာဝန်ယူပြီးကြိုက်တဲ့လူသားမျိုးဆိုရင်ပေါ့ပဲသူတို့ကတော့ပတ်စံကြောင်လားဗီဇာကြောင်လားဘလို့ပဲထင်ဒီလိုအချောင်ကြည့်ရင်ဘာမှအကူညီလည်းမရပတ်စံနေတယ်ပဲ6ပြားမုတ်စားရအောင်လောက်ပတ်စံလောက်လေးနဲ့ပေးကမ်းပြီးအခုအိမ်မော်ခေါ်တင်တူကြိုက်အကြိုက်တူနေလဲပြီးရောဘာဖြစ်လဲကောင်မလေးကဗီဇာမရမှန်းလဲသိရောသူတင်ကျွေးရတော့မှလေသူတာဝန်ယူရတော့မှာတာဝန်ယူရမှာဆိုတော့ကောင်မလေးကိုမောင်းချတယ်ဘလောက်လူမဆန်လိုက်ဆိုတော့နောက်တစ်ခုထပ်ပြောပြမယ်ဒီဂျပန်မှာရောက်နေတဲ့တချို့နေရလူတွေဆရာကြီးတွေဆရာမကြီးတို့မပြောလို့သိလားအခုကဒီဘွားတော့တက်လာပြီးနောက်ပိုင်းမှာဒီဟာတွေစီစစ်တော့မှာအခုကအလေဗီဇာနဲ့လာပြီးတော့မှခါဆိုတော့မဟုတ်အလေဗီဇာနဲ့လာပြီးတော့မှဒီဒုက္ခသက်လျှောက်တဲ့ဟာတွေမပါသေးသူတို့တခြားစီစစ်ကင်တွင်နေပြီလို့ပြောနေရတယ်ဟိုကောင်မလေးကသွားပြီအခုအဲ့ဒီဒုက္ခတဲ့ဗီဇာကနေပြီးတော့မှခါဆိုတော့ပြန်ပြောင်းလို့မရတော့အရင်တော့ကကြတော့ရတယ်ကွာအရင်တော့ကကြတော့ဒုက္ခတဲ့လျှောက်ပြီးဒုက္ခတဲ့အခုပထမဦးတော့အရင်တော့ဒုက္ခတဲ့6လပေးရ6လပေးပြီး6လပေးလို့ရှိရင်ဘယ်လောက်ဆိုအလုပ်လုပ်ခွင့်ပေးတယ်ကွာအခုအလုပ်လုပ်ခွင့်မရတော့ကောင်မလေး2လဗီဇာ2လတခါတက်တန်းတိုးပဲအလုပ်လုပ်ခွင့်မရတာဘယ်ကအဆန်နဲ့ဘယ်ဟာနဲ့ရှင်းတန်းမှာနေဖို့ထိုင်ဖို့စားဖို့တောက်ဖို့လေ
ယောက်ျားလေးတွေလည်းပြောချင်တယ်ကိုတကယ်တောင်းဝမယူနိုင်ဘူးကိုတန်ကကိုယ့်အတကိုဂျပန်မှာလေနင်တို့ဘာလို့အနှစ်20မကလို့10နှစ်မကလို့ဘာနဲ့နှစ်နေသူများသားသမီးကိုတန်ကလည်းဒီမှာပြောင်းလဲနေတဲ့ဥပဒေမူချမ်းနေလူကြီးပြောင်းလဲဖြစ်နေတဲ့ဟာတွေတကယ်လုံနေပါပြီလို့သူတို့ကိုယ်တိုင်ကတရင်မှာကြီးညာနေပါရဲ့ဆိုတော့ကိုတန်လည်းဘဝတုဒမကြွယ်ဝဘူးဆိုရင်သူများသားသမီးဒုက္ခမပေးနဲ့ဘာမှတောင်းဝမယူနိုင်မင်းနဲ့သူများသားသမီးဒုက္ခမပေးတင်ဘူးခုတော့ဈေးပေါက်သွားပြီမမကျော်တချို့မိဘကပတ်စံအစင်ပြင်းနဲ့ရောက်လာရင်တမျိုးပတ်စံအစင်မပြေဘဲနဲ့ချီငားလာရတယ်ဆိုရင်မိဘကိုလည်းအကျွေးလည်းမဆက်နိုင်မိဘလည်းဟိုမဖြစ်နိုင်မင်းနဲ့ကျယုံကြည်ပြီးမြတ်သွားလိုက်တာအခုထွက်ပြေးဖို့မစင်စားကြနဲ့ဒုက္ခရောက်ကုန်လိမ့်မယ်ခါစုတို့ဗီဇာမပေးတော့ဘူးခုကနောက်ပြီးကျတော့ဂီနိုးနဲ့နှစ်ပြည့်လို့ဂီနိုးနဲ့ပေါ့နော်နှစ်ပြည့်လို့အလုပ်ပြောင်းကျင်နေဆိုတော့အခုနောက်ပိုင်းအလုပ်ထွက်စာတစ်ခုတည်းနှစ်အလုပ်ပြောင်းလိုက်တယ်ကွာအလုပ်ပြောင်းတာဒီဗီဇာနဲ့ဒီဗီဇာထပ်ပြောင်းတာကိစ္စမရှိဘူးဂီနိုးနဲ့နှစ်ပြည့်သွားပြီးတော့မှတခြားနေရာအလုပ်ပြောင်းခါဆိုတို့ချင်းလို့ရှိရင်လေအလုပ်ထွက်စာတစ်ခုတည်းနဲ့မပေးတော့ဘူးရောတိလာတာတေချာအကုန်လုံးပြည့်စုံအလုပ်ထွက်စာတစ်ခုတည်းနဲ့ရှောက်လိုက်လို့ရှိရင်တစ်နှစ်မရပဲ6လပဲပေးမှာ28နာရီပဲလုပ်ခွင့်ရတဲ့ဗီဇာပဲရတော့မှာအခုဘလို့ဖြစ်လဲဆိုလို့ရှိရင်အခုကောင်မလေးရတော့အခုတော့အဲ့ဒီဦးစီမှာအကူကြီးတောင်းပြီးဘလို့ရှေ့ဆက်မလဲသူကနောက်မြန်မာမင်းကလေးတချို့ပြောပြမယ်ဒီလိုမျိုးလေ live မော်ကနေတွေ့ပြီးအရှိမှာရောက်နေပါတယ်ဆိုပြီးတော့မှသူ့ပြီးအကြောင်းကိုအကြောင်းမသိပဲနေမြန်ဘယ်နှလပဲကြဘလို့ပဲကြသူကို့ဘာပစ္စည်းတွေပဲပို့ပေးယုံကြည်ပြီးတော့ကိုလုံနေတဲ့ဟာတွေဆွတ်လို့ပြီးမဲ့လိုက်သွားတာအံ့ဩလို့မဆုံးအုံထွေးတွေပါဟဲ့အဲ့လိုလားဆိုငါမြှောက်ပေးမှာဘာလို့လဲသိလားဂျပန်နဲ့ကြိုက်လိုက်တခြားနိုင်ငံသားနဲ့ကြိုက်ပလိုက်ရဲ့အနည်းဆုံးတာဝန်ယူပေးတယ်သိလားအဲ့နေရာမှာကြတော့လေမြန်မာအမျိုးသားတွေကလေမကောင်းတဲ့လူမဟုတ်ဘူးဗာလဲမကောင်းဘူးလို့ပြောချင်တာမဟုတ်ကောင်းတဲ့လူတွေတကယ်ကိုလူစိတ်ရှိပြီးလူကမွေးပြီးလူစိတ်ရှိတဲ့လူတွေတသက်ရှိတယ်အဲ့လိုပဲဟိုဗာလဲသူများသားသမီးဒုက္ခရအောင်တသက်ဖန်တီးတဲ့ဟာတွေကတော်တော်များတယ်100မှာ90လောက်ဖြစ်နေလို့ပဲကြားလိုက်ရတယ်လေအဲ့တော့လေနင်တို့မြန်မာအမျိုးသမီးလေးတွေပြောချင်တယ်သိလားအခုနောက်ပဲလေဟိုမကောင်းဘူးဆိုမကောင်းတာချင်းအတူတူတော့ဟိုကတာဝန်ယူပေးမှတော့ဒုက္ခရအောင်မလုပ်တာအခုကြည့်အတူတူ living together အတူတူလည်းနေသေးတယ်ဟဲ့ကောင်မလေးကဗီဇာက2လဗီဇာပဲရပြီလောက်ခွင့်လည်းမရဘူးဆိုအိမ်မမောင်းချရတဲ့သူ့ယုံကြည်လို့လေသူ့အားကိုးလို့သူ့နောက်ကိုသွားတာလေသူ့ဟာတွေပြစ်ပြီးတော့နောက်ရောက်တဲ့နောက်တော့လာမယ့်မြန်မာမင်းကလေးတွေလည်းတခုတော့မှားခြင်းတယ်ဒီရောက်ပြီးစမတ်ချက် body မိုက်ပတ်စံအတကုံသုံးနိုင်တဲ့ brand ပစ္စည်းတွေဝတ်နေရဆိုပြီးထင်မကြီးကြနဲ့ဒီနိုင်ငံမှာလေ credit card ရှိတယ်အကျွေးဝယ်ကတ်ရှင်ဘာမှမဆိုကုန်ဝယ်လို့ရတယ်ကြားရနေရတယ်လေအဆင်ပြေမနေဘူးကောင်မလေးကတော့ဘယ်လိုရှေ့ဆက်မှာဘယ်လိုဆက်ဖြစ်မှာလဲတော့မသိဘူးအဲ့တော့ဘာဖြစ်လဲသိလားတခြားဟာမရဘူးဆိုရင်ဂျပန်တယောက်နဲ့တော့ကောက်ချိတ်ပြီးတော့တာလေအိုးမီကိုဗီဇာရှောက်ပလိုက်တော့မထူးတော့ကြားရနေရတယ်အဆင်ပြေမနေဘူးတေချာအခုနောက်ပိုင်းခါဆိုတို့ချိန်မဲ့လူတွေရောဂီနိုးကနေခါဆိုတို့ပြောင်းမဲ့လူတွေရောတေချာလိလာကြတေချာစုံစမ်းကြပါလို့နေနေရအကောင့်တိလားဟိုတေချင်တဲ့ကြာတောပြောင်းလို့ဖြစ်တော့မှာပဲနေနေတာအကောင့်ကျင်းယုံကြည်ရီးစားယုံကြည်ပြီးတော့ရဘဝမှာပြက်လူမဆန်တာပြီးတော့အဲ့ဒီဦးကိုမေးပြီးအဲ့ဒီကောင်ရဲ့အကောင့်နဲ့ဓာတ်ပုံတောင်းမယ်သိလားဘာဖြစ်လို့လဲဆိုတော့ဒီလိုကောင်မျိုးကိုရှောင်အောင်နောက်ကောင်မလေးနောက်တဲ့ तू ကအဲ့လိုမျိုးမအုံမလဲလေးရှာပြီးလိုက်ကြိုက်တာနဲ့စားချင်တာတွေဝယ်ပေးဝတ်ချင်တာတွေဝယ်ပို့လိုချင်တာတွေဝယ်ပေးပတ်စံလိုရင်ပေးပေါ့တပည့်6ပြားပေါ့ဟဲ့သိရမလားဘာမှမောပြီးကောင်မလေးတွေလည်းအရန်ကြီးဆိုင်တယ်ထင်မနေနဲ့အလားလေးတွေကိုကိုလည်းဝယ်သုံးနိုင်တယ်မဟုတ်လားကြားရနေရအခုတော့ကြည်မတော်စအကျွေးတွေပတ်စံတာဆွဲလာပြီးအကျွေးနဲ့လာလို့ရှိရင်မိဘနောက်မှာအပူသမီးကဒီမှာဒုက္ခရောက်ဒီမှာပြီးတော့အသိမိတ်ဆွေမရှိလဲနင်းစရာစားစရာမရှိရင်အဆင်မပြေဘူးဂျပန်ကဘယ်သူမှမကြည့်ပေးဘူးပြီးအပေါင်းအသင်းလိုတယ်နော်အပေါင်းအသင်းလိုနားဆွင့်နောက်မကြဂျပန်ကိုရောက်တာမကြသေးတဲ့ကောင်မလေးတွေအမျိုးသမီးလေးတွေကောင်လေးတွေရောနားဆွင့်တည်င်းတွေအချိန်ပြည့်တည်င်းနဲ့အညီတက်နေတဲ့ဟာတွေသူတို့ဗီဇာနဲ့ပတ်သက်တဲ့ဟာတွေဘာညာအကိုကအဲ့လိုမျိုးလိုက်လေ့လာထားခုတော့သွားပြီသူကဘလို့ဆက်ဖြစ်မှလည်းမသိဘူးဥကိုသွားပြောမှသိရဥလည်းအကောက်မလေးကိုတော့ဂျပန်နဲ့မိတ်ဆက်ပေးလိုက်ပြီးတော့အိမ်အောင်ချပေးလိုက်တော့မီကိုဗီဇာရရတယ်လို့အဲ့လိုပြောရမယ်ဟာတာအတီမီယူနေတာကတော့အာမပေးစိတ်ကုန်လိုက်တာဟဲ့